AK Park စီမံကိန်းနဲ့ပတ်သက်တဲ့မြေငှားစာချုပ်လုပ်ငန်းသဘောတူစာချုပ်တွေကိုဓာတ်ပုံရိုက်ထားတဲ့စာချုပ်မူရင်းတွေမိတ္တူတွေနဲ့ဆက်အထောက်အထားစာရွက်စာတမ်းတွေကို ARD ကရရှိထားပါတယ်။မူလက်ဤအလင်းကုမ္ပဏီနဲ့ Trans-Asia International Holding Group Thailand ကုမ္ပဏီကြားကကနဦးလုပ်ကွက်အတွက်မြေငှားရမ်းတဲ့သဘောတူညီမှုကို2020ဖေဖော်ဝါရီ18ရက်မှာလှုပ်ဆောင်ခဲ့တာပါ။မူလက်ဤအလင်းကုမ္ပဏီကို KNU အဖွဲ့အစည်းပိုင်းလို့ဖော်ပြထားပြီး Trans-Asia International Holding Group Thailand ကတော့ဝါညာ Holding Group ရဲ့လက်အောက်ခံဖြစ်ပါတယ်။ဒီစာချုပ်မှာမြေငှားသူအဖြစ်မူလက်ဤအလင်းဘက်ကစောဝင်းကျော်နဲ့စောကျော်သူတို့ကလက်မှတ်ထိုးထားပြီး Trans-Asia International Holding Group ဘက်ကနိုင်ကြာမူးစွမ်းဆိုသူလက်မှတ်ထိုးထားပါတယ်။အသည့်သက်သေတွေအဖြစ်မူလက်ဤအလင်းဘက်ကလက်ရှိ KNU ဥက္ကဋ္ဌပတိုစောကွယ်ထူးဝင်းနဲ့အရင် KNU ကာကွယ်ရေးဌာနတာဝန်ခံဗိုလ်မှူးကြီးစောရော်ဂျာခင်တို့လက်မှတ်ထိုးပါတယ်။ငှားရမ်းတဲ့မြေကစုစုပေါင်းဧက100ဖြစ်ပြီးနှစ်30သဘောတူထားတာပါ။တဧကကိုတစ်နှစ်ဘတ်3500နဲ့ဧက100အတွက်ဘတ်3သန်းခွဲဖြစ်ပါတယ်။ဒါအပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခတစ်လကိုဘတ်9သိန်းနဲ့စီမံကိန်းဧရိယာကျယ်လာရင်လုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့ကတိပြုထားကြပါတယ်။လုံခြုံရေးကို KNU ဘက်ကပေးရမှာပါ။2021အောက်တိုဘာ12ရက်မှာမူလက်ဤအလင်းကုမ္ပဏီနဲ့လုံလင်းဆောက်လုပ်ရေးကုမ္ပဏီတို့အကြားမြေ25ဧကအတွက်လုပ်ငန်းသဘောတူစာချုပ်ထပ်ချုပ်ခဲ့ကြပါတယ်။တဧကကိုတစ်လဘတ်3သိန်းနဲ့တစ်နှစ်ဘတ်25သိန်းနှုန်းလုံခြုံရေးစောင့်ရှောက်ခအဖြစ်တစ်လဘတ်5သိန်းလစဉ်ပေးသွင်းဖို့သဘောတူထားပါတယ်။လုံလင်းကုမ္ပဏီအနေနဲ့မူလက်ဤအလင်းကုမ္ပဏီစီကိုပထမနှစ်အတွက်လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ15%လာတိုင်းပေးရမှာဖြစ်ပြီးအဲ့ဒီရာခိုင်နှုန်းဟာပထမနှစ်အတွက်ပဲဖြစ်ပါတယ်။ဒုတိယနှစ်ကစပြီးပေးသွင်းဖို့ရာခိုင်နှုန်းကိုနှစ်ဖက်ပြန်လည်ညှိနှိုင်းမယ်လို့သတ်မှတ်ထားပါတယ်။ဒီမြေတွေကိုလုံလင်းကုမ္ပဏီကတခြားမိတ်ဖက်ကုမ္ပဏီတွေကိုလုပ်ငန်းလွှဲပြောင်းလုပ်ကိုင်မယ်ဆိုလို့ရှိရင်သဘောတူပေးဖို့ပါရှိပြီးလုံခြုံရေးခတ်အတာနဲ့လစာထုတ်ပေးတာကိုမူလက်ဤအလင်းကုမ္ပဏီကတာဝန်ယူရမှာဖြစ်ပါတယ်